Hello ဒီနေ့တော့တနင်္ဂနွေနေ့မှာပရိတ်ကြော်စားပါမယ်။ပရိတ်ကမိုးပရိတ်ပင်မဲ့အကောင်အရန်မသေးဘူးပေါ့နော်။အလက်ဆိုင်ရှိတယ်။ယူကတန့်ပြီးသားဝယ်တာဝယ်နေကြအမရှိတယ်ပေါ့နော်။ယူ comment မှာ screenshot လေးပြထားပါမယ်။အဲ့အမစီကတန့်ပြီးသားအမြဲတမ်းဝယ်လို့ရရပေါ့နော်။အိမ်ရောက်ရင်ကိုယ်ရေတခြားဆေးပြီးတော့စားဆွနွေးနေပါလေလို့နဲ့ပြီးရင်ကျက်သွန်ဖြူနေခြင်းဟိုထောင်းပြီးတော့အရင်ညှစ်ပြီးတော့ခဏနှက်ထားရပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးတော့စီပူပူလေးမှာပြီးရင်ပေးကိုကြော်မယ်ပေါ့နော်စီမပူရဲ့ချိန်ပေးကြော်လို့မကောင်းပါဘူးစီလေးပူပြီးတော့အငွေလေးထွက်လာပြီဆိုမှပေးကြော်ပါပြီးရထဲမှာရေလေးယူခုနကနေနှက်ထားတဲ့အရေလေးပါနေရဆိုတော့ရေလေးတော့ထွက်တယ်ပေါ့နော်အဲ့ရေလေးအကုန်ခြောက်ပြီးတော့နည်းနည်းလေးကျွတ်သွားအောင်ကြော်ရပါမယ်ပရိတ်ကဒီဟာအကောင့်100ပါတာပေါ့နော်နည်းနည်းချင်းပြီးထည့်ကြော်ပါတယ်အကျွတ်မညီမှာဆိုလို့ပါခဏမလှန်မဲနဲ့ကိုကြိုက်တဲ့အနေထားလောက်ရောက်မှလှန်ပေါ့နော်ပြီးရင်စီးပေါက်ပါတယ်အမမီးဖို့မှာဆိုစီးလေးစင်ရပြီးရင်ခုနထောင်းထားတဲ့ဂျင်းနဲ့ကျွတ်သွန်ဖြူကိုကြော်လိုက်မယ်နည်းနည်းလေးပေါ့နော်နည်းနည်းလေးငွေရောင်လေးတန်းလာပြီဆိုရပြီပြီးရင်ပြင်းတော့တင်ရွက်လေးပါထည့်တော့မှုရသွားတာပေါ့ဒီလိုဟာကလေနည်းနည်းတော့အလုပ်လေးရှုပ်ပင်မဲ့စီအပြင်မှာစားစီမတန့်တာတို့ပြီးအပြင်မှာကပြီးအကောင့်တရားကို3000ခွဲ4000ဆိုတော့လေတက်တက်ရှင်းရှင်းလဲစားချင်နဲ့အိမ်မှာပဲကြော်စားချင်နဲ့ယူလို့ပွေးလီချင်နဲ့ဆိုရင်တော့ဒီလိုမျိုးလေးတန့်ပြီးသားလေးဝယ်ပြီးတော့အိမ်မှာလှုပ်စားကြည့်ပေါ့နော်တနင်္ဂနွေနေ့ဆိုအားနေရဆိုတော့တခုမဟုတ်တခုလှုပ်စားပြနေရဆိုတော့